ရှက်မှန်အန်းဟာဘူးတိ6ထဲကရေကိုတငုံလောက်အားရပါရတောက်လိုက်တော့မှပဲမျက်လုံးပြူသွားရပါတယ်ရေကမခါပဲချုံနေလို့ပါပုံမှန်ဆိုမြစ်ထဲကရေကခါတက်လာတာကိုလူတိုင်းသိကြတဲ့ပတ်စံရှိတဲ့သူတွေဆိုခါတက်တဲ့အရာတာကိုဖုံးကွယ်နိုင်ဖို့ရေထဲကိုတစ်ဖက်6ထည့်ပြီးတောက်ကြရတယ်ရှက်မှန်အန်းဟာဘူးတိ6ထဲကရေကိုဆက်တောက်ကြည့်ပြီးတဲ့နောက်ရေဟာတကယ်ပဲမခါတဲ့အပြင်ချုံမြင်တဲ့အရာတာတောင်ရှိနေသေးတယ်ရေတောက်ပြီးမကြခင်မှာပဲရှက်မှန်အန်းဟာပြင်ပန်းမှုတွေပြေပြောက်ပြီးအိမ်မောကျသွားခဲ့တော့တယ်နောက်နေ့မနက်မိုးလေးစာပြူလာချိန်မှာတော့အလုပ်လုပ်ဖို့အတွက်ခတင်ဘော်ကနေထပ်လာခဲ့တယ်အဝတ်စားကပါလုံးတာကြောင့်သူဟာအိပ်ယာဘော်ကကောက်ရိုးတစ်စုပ်ကိုနှွေးထွေးအောင်အင်ဂျီရင်ဘက်ထဲထည့်လိုက်တယ်ဒီလိုနဲ့ကောက်ရိုးတွေကိုကင်တွယ်နေတော့မှပဲကောက်ရိုးပုံထဲမှာစိမ့်ဆူဆူနဲ့အရာလေးတစ်ခုကိုသူမြင်လိုက်ရတယ်တေချာကြည့်လိုက်တော့ကောက်ရိုးတွေကြားထဲမှာမွဲချောက်ကပ်နေတဲ့စပားစီတစ်စီဟာအံ့ဩစရာကောင်းတော့အောင်ပဲနှစ်လက်မသုံးလက်မခန့်ရှိတဲ့အညှောက်စိမ့်လေးထွက်နေတာကိုသူတွေ့လိုက်ရတယ်ဒီလိုဆောင်းတွင်းကြီးမှာအစိမ်းရောက်ရှိတဲ့အပင်တွေအရွက်တွေအားလုံးတောင်နှင်းခါရိုက်ပြီးတေကုန်ကြတာအစိအိမ်လေးအညှောက်ထွက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူတွေးပြီးသူတတိထားမိခဲ့တာညကဘူးတိ6ထဲကရေတောက်တုံးကဖိတ်စင်ကျသွားခဲ့တာဖြစ်နိုင်တယ်သူအဲ့ဒီတုန်းကတိတ်ပြီးတတိမထားမိခဲ့ဘူးဒါဆိုမြည်ရီကဘူးတိ6ထဲရောက်သွားပြီးအစွမ်းတက်တီတွေရှိလာတာများလားလို့သူထက်တွေးနေမိတာပေါ့ဒီလိုနဲ့ပဲသူဟာအဲ့ဒီအညှောက်ထွက်နေတဲ့စပားစီလေးကိုကောက်ယူပြီးခုတေအောက်ကလူမမြင်နိုင်တဲ့နေရာလေးတစ်ခုမှာဝှက်ပြီးစိုက်ထားလိုက်တယ်ပြီးတော့ဘူးတိ6ထဲကရေကိုအပေါ်ကနေနည်းနည်းထမ်းပေးလိုက်တာပေါ့ဆက်လက်ပြီးသူဟာကောက်ရိုးပုံထဲမှာထက်ရှာပွေကြည့်တဲ့အခါမွဲချောက်ကပ်နေတဲ့စပားစီ3စစ်ကိုထပ်တွေ့လိုက်ရပြန်တယ်အဲ့ဒီ3စစ်လုံးကိုလည်းခုတေအောက်မှာပဲထပ်ဆိုင်ပြီးဘူးတိ6ရေကိုလောင်းပေးလိုက်ပြန်တယ်ဒီချိန်မှာတော့အပြင်ဘက်ကနေမကြီးဖြစ်သူရဲ့အော်ဟစ်ဆဲဆိုတန်ထွက်လာခဲ့ပြီးမကြီးဖြစ်သူကဒီပြင်းထူကောင်နေတောင်ပင်လေလေရောက်နေပြီးအခုထိအိပ်ရတဲ့လဲနေတော့မဲလားသူလည်းအတန်ကြားတာနဲ့ဘူးတိ6လေးကိုအင်ဂျီထဲထည့်ပြီးအခန်းထဲကနေထွက်လာခဲ့ရတယ်